အရှင်ဖျားမိခင်ဖြစ်သူထမင်းစားနေတာကိုအဲ့ဒါငါမစင်တွေစားလို့ပြောပါတယ်ဖျားအဲ့ဒီဦးလေးဘာဖြစ်မှလဲဖျားတဲ့တော်တော်မရိုင်းတာပဲနော်မိဘကိုစော်ကားတဲ့ပုံကိုယ်တွေဟာဓာန်ကြီး10ပါးသိရောက်နိုင်ကြောင်းအပါဒံပါဠိတော်နဲ့ဓမ္မပဒတို့မှာဖော်ပြထားပါတယ်အဲ့ဒီဓာန်ကြီး10ပါးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်1ကြမ်းတမ်းပြင်းထန်သောဥခေါင်းကြိုက်ခဲသည့်ဝေဒနာများခံစားရခြင်း2ပစ္စည်းဥစ္စာများအကြောင်းအမျိုးမျိုးဖြင့်ဆုပ်ယုပ်ပျက်စီးခြင်း3ခန္ဓာကိုယ်ခြေပြက်လက်ပြက်စသည်ဖြစ်ခြင်း4မျက်စိကွယ်ခြင်းနူနာဆွဲခြင်းလေငန်းဖြတ်ခြင်းစသောအနာရောဂါများခံစားရခြင်း5ယူသွခြင်းတို့ရောက်ခြင်း6ယာထုဌာနန္တရာများဖယ်ရှားခံရခြင်း9ကြမ်းတမ်းသောဆွဆွဲမှုများကိုခံရခြင်း8မိမိ၏မိခိုအားထားရာဖြစ်သောဆွေမျိုးများတည်ဆုံးပျက်စီးခြင်း9စည်းစိမ်ဥစ္စာများဆွေးမြေ့ပျက်စီးခြင်း10တည်ပြီးသည့်နောက်အပေငရဲသို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမိဘကိုစော်ကားခြင်းကြောင့်သိရောက်မိဓာန်ကြီး10ပါးပဲဖြစ်ပါတယ်ဒါကြောင့်မိဘတွေကိုမစော်ကားကြပါနဲ့နော်